အားလုံးပဲမင်္ဂလာပါဒီနေ့မှာယေရှုခရစ်တော်ကသူ့ရဲ့စစ်မှန်တဲ့ယုံကြည်သူတွေကိုဘယ်အရာတွေပေးထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအားလုံးနဲ့အတူတူမျှဝေလို့ခြင်းဖြစ်ပါတယ်လူအများစုကဒီအခွင့်ကောင်းတွေအခွင့်လန်းတွေနဲ့ပတ်သက်တဲ့အရာတွေကိုပြောရတာသဘောကျပါတယ်သူတို့တွေကဒီအကျိုးစီးပွားတစ်ခုခုအတွက်ပဲတစုံတယောက်နောက်ကိုလိုက်ချင်ကြတယ်ပေါ့နော်ကျွန်တော်တို့သိတဲ့အတိုင်းပဲလောကမှာအဲ့လိုမျိုးတကူကောင်းဆန်တဲ့လူတွေလည်းရှိကြပါတယ်အဲ့လိုလူတွေကဒီငွေကြေးစိတ်ခံဘဝတက်တာရှိတဲ့အရာတွေနောက်ကိုပဲလိုက်ချင်ကြတယ်ပေါ့နော်တစုံတယောက်ကခရိယန်ဖြစ်လာတယ်လို့လူတွေကြားရတဲ့အခါသူတို့ပထမဆုံးတွေးထင်တာကဒီငွေကြေးစီးစိမ်ဥစ္စာကြောင့်ဒါမှမဟုတ်ဒီခရိယန်နေစီကပဲဆင်ရလို့အကျိုးတစ်ခုခုရလို့ယေရှုခရစ်တော်နောက်ကိုလိုက်တဲ့ယေရှုခရစ်တော်ကိုယုံကြည်ကြတယ်လို့လူတွေကထင်တတ်ကြတယ်ပေါ့နော်ကျမတို့သိတဲ့အတိုင်းပဲလောကမှာငွေကြေးနောက်ကိုလိုက်ပြီးတော့မှမာရင်းစာအသက်ရှင်တဲ့ခရိယန်တွေလည်းအများကြီးရှိကြပါတယ်အဲ့လိုမျိုးကိုယ့်ရဲ့ကိုယ်ကျိုးကိုပဲကြည့်ပြီးတော့မှတကူကောင်းဆန်တဲ့လူတွေဆိုတာကနေရာတိုင်းမှာရှိတတ်ပါတယ်ဒါပေမဲ့လည်းတကယ်ပဲစစ်မှန်တဲ့ယုံကြည်ခြင်းကိုအခြေခံပြီးတော့မှယေရှုခရစ်တော်နောက်ကိုလိုက်ကြတဲ့လူတွေလည်းအများကြီးရှိကြပါတယ်သူတို့တွေကကြတော့ယေရှုခရစ်တော်ထံကနေပြီးတော့မှဒီလောကီစီးစိမ်တဲ့ဒီကောင်းတဲ့အရာတွေကိုရရှိလို့ယေရှုခရစ်တော်နောက်လိုက်ကြတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်ဒီကျမ်းစာတွေကယောမဩဝါဒစာခန်းကြီးကအပိုင်ငယ်1ကနေ7ကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်လေယေရှုခရစ်တော်နောက်လိုက်တွေရရှိတဲ့အရာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ကျမ်းစာရဲ့ဖော်ပြချက်အရာဆိုလို့ရှိရင်ဒီစစ်မှန်တဲ့နောက်လိုက်တွေကယေရှုခရစ်တော်ထံကနေပြီးတော့မှဘာတွေရရှိလဲဆိုတော့ဒီယုံကြည်ခြင်းညီသက်ခြင်းဝမ်းမြောက်ခြင်းမျှော်လင့်ခြင်းကျေးဇူးတော်ခံစားရခြင်းဒီတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြခြင်းအသွေးတော်တကူချစ်ခြင်းမေတ္တာကွယ်ကာဆောင်မခြင်းပြန်လည်ပြီးတော့မှသိမြတ်ခြင်းအပြည့်ဖြစ်လို့ခြင်းထာဝရအသက်စတာတွေကိုရရှိတယ်ဆိုပြီးတော့မှကျွန်တော်တို့ကျမ်းစာတမန်ကျမ်းစာကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်နောက်ကိုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလောကီစီစိန်ငွေကြေးဥစ္စာတဲ့ဒီကောင်းကင်ဘန္တာကိုမျှော်လင့်ပြီးတော့မှကျွန်တော်တို့ယေရှုခရစ်တော်နောက်လိုက်ဖို့ရအထူးပဲအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့မှာပြန်လည်ပြီးတော့မှမျှဝေပေးလို့ခြင်းဖြစ်ပါတယ်။အရောက်စီတိုင်းပေါ်ပြသခင်ကောင်းချီးပေးပါစေ။အာမင်။